အလုံးပဲမင်္ဂလာပါရှင်ယခုချိန်မှာတော့ဒုတိယပိုင်းအနေနဲ့ဟာခတဒနာ Cygnus OSC နဲ့ RVA ဟာခချင်းဘာသာပြန်အဖြစ်အလုပ်လုပ်နေသူဆရာကြီးနိုဘတ်ဂျာလင်းအား RVA ဟာခမှတွေ့ဆုံမေးမြန်းခြင်းအစီအစဉ်ပဲဖြစ်ပါရရှင်မင်္ဂလာပါဆရာကြီးမင်္ဂလာပါဒုတိယပိုင်းအနေနဲ့သိချင်တာလေးတွေမေးပါရစေဘာဖြစ်လို့ Baptist ကနေ RC ဘာသာထဲဝင်လာပြီးတော့ယခုလို Cygnus OSC နဲ့ RVA ဟာခမှာအလုပ်လုပ်နေရတယ်လဲဆိုတာပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ပါအစကနေပြောပြရမယ်ဆိုရင်ကျွန်တော်တို့မိသားစုဟာတင်ချင်းခရစ်ယာန် Baptist မိသားစုဖြစ်ပါတယ်အဖေက1969မှာစီဘာသာဖဲကိုပြောင်းပြီးသူကမူလတန်းကျောင်းစာကြီးကနေပြီးတော့ပင်စယ်စုပြီးမှအာစီဘာသာထဲကိုပြောင်းလာဖြစ်ပါတယ်1997မှာဓမ္မဆရာအဖေကအချင်းခံစားပြီးတော့1992ဇွန်လ16ရက်နေ့မှာတည်ဆုံခဲ့ပါတယ်1969ခုနှစ်စက်တင်ဘာလ12ရက်နေ့မှာဖရင်ကျောင်းထိုင်ဖုန်းတော်ကြီး Reverend Father Andre Barrett ဟာနေလဲရင်းနဲ့စရငန်းစွာနဲ့ထောင်းစွာကိုငှအိရောက်လာပြီးတော့ကျွန်တော်တို့အိမ်မှာတဲခဲ့ပါတယ်နောက်တနေ့မိစားဟောတဲ့အချိန်မှာဟောတဲ့အချိန်ကိုတော်မြတ်မြောက်တာကိုမြင်ခဲ့ရတဲ့အတွက်ကျွန်တော်ဟာတန်တော်နဲ့ငြိမ်းမောပြီးတော့ကိုတော်မြတ်မုံကိုကြည့်ခဲ့ပါတယ်စိတ်ထဲမှာတော့အဲ့ဒါပဲအသက်ရှင်တော်မာနမုံဆိုတာဒါပဲဖြစ်ရမယ်လို့စိတ်ထဲမှာရည်ရွယ်ခဲ့ပါတယ်အဲ့ဒီတော့ကကျွန်တော်ကတတိယတန်းကိုတော်မြတ်မုံကိုစိတ်ထဲကနေလုံးဝမထွက်ခွာမပပြောင်းနိုင်ခဲ့လို့တက်တူပြီးလို့ဝန်ထမ်းဘဝရောက်တဲ့အခါစီဘာတာကိုနေပေါင်းစုံနဲ့လေ့လာခဲ့ပါတယ်အထူးသဖြင့်ကိုတော်မြတ်အကြောင်းနဲ့မေတော်မာရီယာမေတော်သခင်မအကြောင်းပါကျွန်တော်အရင်ကသိခဲ့တာကအာစီဘာတာဟာဂျူးရဲ့ဘာသာအာစီကိုကောင်းဆောင်တဲ့ပုဇဟမင်းကြီးဟာနဆိုးနံပါတ်666အာစီဘာတာဝင်တွေဟာပညာတရားကိုလက်ကင်တော်ဘာသာမယ်ရီဟာငါမင်းမကျဲဥဆိုရင်အခွန်စသဖြင့်အဲ့လိုမျိုးသားကျွန်တော်ကြားခဲ့ရတော့အာစီဘာတာကျွန်တော်ဘပ်တစ်နဲ့အာစီနဘာတာပဲကြားဘူးတဲ့သူဟာအာစီဘာတာကိုဒါမုန်းခဲ့ပါတယ်နတ်ဆိုးဘာတာဆိုပြီးတော့မှအဲ့လိုနဲ့ဘလို့ကြားရပြန်လဲဆိုတော့မာတင်လူသာကနေပုပ်ကိုအချက်65ချက်နဲ့ဘာသာရေးအကြောင်းငင်းပြီးတော့တိုက်ခိုက်တဲ့ခါမှာအာစီကဘာမှမဖြေနိုင်ပဲနဲ့အဖြေမပေးနိုင်ပဲနဲ့ဆုံးတဲ့ဒါကြောင့်မာတင်လူသာကနေပြီးတော့မှဘပ်တစ်ကိုတည်ထောင်တဲ့အဲ့ဒါကြောင့်ဘပ်တစ်ဟာမဆုံးဘာသာဖြစ်တယ်ဆိုတာကိုကြားသိခဲ့တဲ့အတွက်ဒီလိုနဲ့ကြားသိခဲ့ရတဲ့အတွက်ကျွန်တော်ဘပ်တစ်မှာနေရတာကိုပျော်တယ်ကိုဟာကိုလည်းစိတ်ချတယ်ဒါပေမဲ့စိတ်ထဲမှာကိုတော်မြတ်အရင်ကတွေ့ခဲ့တဲ့ကိုတော်မြတ်ကိုစိတ်ထဲမှာပပျောက်နိုင်တဲ့အတွက်အာစီဘာတာကိုလေ့လာခဲ့ရကနေနောက်ဆုံးကျတော့အာစီဘာတာကျွန်တော်ရဲ့လေ့လာချက်ထဲမှာအာစီဘာတာကိုအခြေခံအဖြစ်အောက်ပါချက်များကိုတွေ့ရှိခဲ့ပါတယ်နံပါတ်1ကက်သလစ်ဘာသာဟာကျမ်းစာနဲ့ရှေးထုံးတဲ့ရှေးထုံးအယူဆ tradition ခုစလုံးကိုလက်ကင်ထားတဲ့ဘာသာဖြစ်တယ်ဆိုတာကိုသိတယ်နံပါတ်2နဲ့ကက်သလစ်ဘာသာမှာလှုပ်ဆောင်သမျှဟာကျမ်းစာနဲ့ရှေးထုံးတဲ့ tradition နဲ့ရဲ့အထောက်အထားများကိုအခြေခံတယ်နံပါတ်3နဲ့ကက်သလစ်ဘာသာရှိခိုးတယ်ပူဇော်တယ်တခြားဘာသာကိုကြည့်တော့ချီးမွမ်းတာပဲရှိတယ်ကက်သလစ်ဘာသာမှာကျတော့ရှိခိုးပူဇော်ချီးမွမ်းအလုံးပါတယ်အဲ့ဒါကိုတွေ့ရတယ်နောက်တစ်ခါနံပါတ်4နဲ့ကိုတော်မြတ်ဟာယေရှုခရစ်ကိုတိုင်ဖြစ်တယ်အခြားဘာသာမှာမုန်းတဲ့စပစ်တဲ့ဖြစ်တယ်ဆိုတာလည်းတွေ့ခဲ့ပါတယ်အဲ့ဒါကြောင့်1992ခုနှစ်ဇွန်လ12ရက်နေ့မှာကမ်ပလက်ကျောင်းထိုင်ဖုန်းတော်ကြီး Father Isu တွန်ခန်ပေါထမစေချောချင်းခံယူခဲ့တယ်အဲ့ဒီနာမည်ကြတော့ခရစ်ယာန်နာမည်ကြတော့ဇွန်လ6ရက်နေ့
ကျွန်တော်မွေးနေ့မှာပွဲနေ့ဖြစ်တဲ့စင်နောဘတ်နာမည်ကိုခန်းယူခဲ့တဲ့အဲ့ဒီပြီးမှအသက်ရှင်တဲ့မာနမုံလို့ကျွန်တော်ယူဆခဲ့တဲ့ဟာကိုလည်းရှင်းခဲ့ပါပြီဟုတ်ကဲ့ပါစနစ် OS နဲ့ RVA မှာလောလောခဲ့တာ2010ခုနှစ်ကနေအခု2025ခုနှစ်ဆို14နှစ်ကျော်ထဲဝင်ပါပြီ။ဤနေရာမှာလောလောရတော့စာငုံစည်းနှင်းတွေဘာသာပြန်နှင်းတွေသတင်းစာစည်းနှင်းတွေဗီဒီယိုဆိုင်နှင်းတွေစသဖြင့်တင်တမ်းမြတ်တက်ခဲ့ရပြီးကိုယ်တိုင်လည်းလို့ရတဲ့ဘာသာရေးစာပေတွေလည်းအများကြီးလေးလက်ခွင့်ရတဲ့အတွက်အတွေ့အကြုံများကြီးရပါတယ်။ ဟုတ်ကဲ့ပါဆက်လက်ပြီးတော့ပြောပြပေးသွားပါအောင်ရှင်ဟုတ်ကဲ့ပါဆက်ပြီးပြောရမယ်ဆိုရင်ကမ်ပလက်မြို့ကက်တလစ်ဘော်ဒါကျောင်းသားတွေကိုအုပ်ချုပ်ဦးဆောင်ရင်းနဲ့ Bishop Nicholas Mountain ထမရှောက်ထားခဲ့တယ်ဘယ်လိုရှောက်တယ်လဲဆိုတော့ဖျားပေးတဲ့ကျွန်တော်ရဲ့ပညာနဲ့ဖျားကိုအစေခံတို့ကြောင်းရှောက်ထားခဲ့တဲ့ရှောက်တဲ့အခါမှာစာတော်မောင်းထံကနေပြီးတော့လူဆက်မှာအထက်တန်းကျောင်းသားတွေကိုစာသင်ပေးဖို့ပြောပါတယ်ဒါပေမဲ့ကမ်ပလက်ဘာသာသူတွေကကျွန်တော်ကိုမလွှတ်ကြဘူးအဲ့ဒီလိုနဲ့ဟာခါကျောင်းထိုင်ဖုံးတော်ကြီး Reverend Father Paul Kaikil အစီအစဉ်နဲ့ဟာခါကိုရောက်ခဲ့ပါတယ်ဟာခါကိုရောက်ပြီးတော့ Sinis OS နဲ့ RVA မှာလောရတာဖြစ်တယ်အခက်ခဲနေနဲ့တော့အခုချိန်ထိဆောင်းပါးကြီးတာနဲ့ဆောင်းပါးဘာသာပြန်ခဲတာအပုပ်ပေါင်း980လောက်ရှိပြီးစာအုပ်ဘာသာပြန်တာစာအုပ်ကြီးပေါင်း90ကျော်ပါပြီအဲ့ဒီစာအုပ်အနေနဲ့ပြန်ထုတ်ဝေနိုင်တာ3အုပ်လောက်ပဲရှိသေးတယ်အဲ့ဒါကခက်ခဲဆုံးပါလေးလာရမယ်စာအုပ်စာပေတွေကလည်းလာတင်ဘာသာနဲ့ခေဟောင်းအင်္ဂလိပ်စာနဲ့ရေးတဲ့စာပေတွေများရှိနေတော့ကျွန်တော်တို့အခက်ခဲများရှိပါတယ်ဖြစ်နိုင်ရင်တော့စာအုပ်များထုတ်ဝေလိုပါတယ်အစီမစာဖတ်ပရိသတ်ကလည်းအလွန်နေပါသေးတယ်ဆိုတာကိုလည်းတွေ့ရတဲ့အတွက်အခက်ခဲတွေရှိပါတယ်ကဲပါကျေးဇူးတင်ပါတယ်ရှင်အာစီဘာတာထဲဝင်လာပြီးတော့ယနေ့အချိန်ထိမမေ့နိုင်သေးတဲ့တစ်ခံလိုတဲ့အချက်များရှိရင်ပြောပြပေးပါအောင်ရှင်ဟုတ်ကဲ့ရှိပါတယ်အဲ့ဒီတက်ခံလို့တဲ့အများကြီးရှိတဲ့အထဲမှာအခုက၄ချက်ကိုအတူနည်းနဲ့တက်ခံချင်ပါတယ်ပထမချက်အနေနဲ့ကမ်ပလက်ကနေဟာခါကိုပြောင်းရမယ်အချိန်အထုပ်ပိုးတွေထုတ်ပိုးနေတဲ့အချိန်မှာကျွန်တော်အမျိုးသမီးဟယ်လနာဆွီကီဟာဇင်အောင်တဲ့ဆိုပြီးကရင်ထဲမှာခဏထဲတာတတိလစ်ပြီးစေုံတင်ခဲ့ရတယ်သူမဟာမေတော့ကိုအာကိုပြီးစိတ်ပတိအမြဲတမ်းစိတ်တူဖြစ်ပါတယ်စေုံမှာမိခင်များကမ်ပလက်ကမိခင်များကမ်ပလက်လူငယ်များကငယ်လုံးပေါက်တနေကုန်နေပါ15ရက်တိုင်စိတ်ပတိပေးခဲ့ကြပါတယ်နေပြန်ကောင်းပြီးငါပြောပြတာကတော့ကိုစဉ်တွေလှုပ်ထင်ရတဲ့အဝတ်ဖြစ်ဝတ်တဲ့သူနှစ်ပါးကနေကောင်းကင်နိုင်ငံကိုခေါ်သွားကြတယ်ကောင်းကင်တကားရောက်လို့နာမည်စင်းကြည့်တဲ့အခါမှာနာမည်စင်းကမပါဘူးနာမည်စင်းမတွေ့ရတော့ဘူးနောက်အဲ့ဒါကြောင့်တက္ကဆောင် ခေါင်းဆောင်လုပ်ထင်ရတဲ့လူကြီးကဒါဆိုရင်သူ့ကိုပြန်ပုတ်ကြလို့ဆိုပြီးကျမကိုပုတ်ခိုင်းကြတယ်အဝတ်ဖြစ်ဝတ်စင်တဲ့ကိုစဉ်လုပ်ထင်ရတဲ့တပားကပြန်ပုတ်တာအင်ရောက်ခါဒီမှာမင်းကိုတီးပြီးမင်းကိုဟာကိုတွားလို့ရပြီဆိုပြီးတော့တွန်းချတာနဲ့အဲ့ဒါနဲ့ပြန်လို့တဲ့အချိန်မှာပဝန်းကျင်ကိုကြည့်လိုက်တော့ဆေးရုံဖြစ်နေဆေးရုံကလူနာခန်းဖြစ်နေတယ်အနာမလူတွေကဝိုင်းုံကြတဲ့သူတွေဟာမိခင်ဖွဲ့လူငယ်များကစိတ်ပတိကိုကင်ပြီးတော့ဝိုင်းုံနေတာကိုတွေ့ရပါတယ်လို့နောက်ဒုတိယအကဒီလိုပါဟာခါလာမှာအမျိုးသမီးဟေရနာဆွီကီကိုကားပေါ်ဖျက်ခင်းပြီးတော့မှအိတ်ခိုင်းပေးလာရတယ်
ကျွန်တော်တို့ရဲ့ PC တွေထဲမှာကျွန်းသားနဲ့လှုပ်ထားတဲ့ဗီဒီယိုစပွဲတစ်တာတွေပါတဲ့အတွက်ကန်ကိုကိတ်မဟုတ်ရင်ဟာခမျိုးအဝင်အဖမ်းခံရလိမ့်မယ်လို့ပြောဆဲတဲ့အတွက်နည်းနည်းတော့စိုးရင်ခဲ့တယ်အဲ့ဒါကိုစိုးရင်လို့ကန်ကောမရောက်ခင်လေးမှာကျွန်တော်ဟာစေပတီကိုသခင်ကအဲ့တော့စီမယုံခဲ့တဲ့အာမကူခဲ့တဲ့ကျွန်တော်ဟာစေပတီကိုထုတ်ပြီးတော့မှစေပတီကိုစိတ်ကြည့်တယ်စေပတီရဲ့ပတိလုံးအလုံး20လောက်ဆဲတဲ့အချိန်မှာတော့ကန်ကောကိတ်ကိုရောက်တယ်အဲ့ဒီအချိန်မှာကိတ်ဆောင်တဲ့စစ်သားတွေကကားဇက်ခိုင်းပြီးတော့မှစစ်ဆေးဖို့ကိုမပြောနဲ့သူတို့ဟာခင်ပြီးသားမင်ဘူးပြီးသားလို့နဲ့လက်တောင်ပြတ်ကျသေးတယ်ချစ်ဒီတိုင်းပဲကိတ်ကိုကြော်ခဲ့တယ်မဇက်ခဲဘူးနောက်စိတ်ထဲမှာတော့ဒါဆိုရင်ကန်ကောင်းမြို့ထဲမှာဒုက္ခရောက်လိမ့်မယ်ထင်တယ်ဆိုပြီးတော့မှစိတ်ထဲမှာရည်ရွယ်ပြီးတော့မှအဆိုစိတ်ပတိစိတ်တာဟုတ်တကယ်ဟုတ်ပါလားပြန်စိတ်ကြည့်မယ်ဆိုပြီးတော့30ပြန်စိတ်တယ်အဲ့ဒါနဲ့ကိတ်ကနေ3မိုင်လောက်ဝေးတဲ့ကန်ကောမြို့ကိုရောက်ပြီးတော့မှအဲ့ဒီချိန်မှာကန်ကောမြို့ထဲမှာဇဲတွေဟာကားလိုင်စင်တွေကိုစစ်ဆေးတဲ့အချိန်မော်တော်ဆိုင်ကယ်တွေကိုစစ်ဆေးတဲ့အချိန်နဲ့ကြုံတယ်အချို့ကြောင့်ကိုပြောပြပေးမဇာကဥက္ကဋ္ဌရဲ့မှာပဲတဲမယ်ဆိုပြီးတော့ပြောတဲ့အခါမှာကျတော့သူတို့ကထွက်တယ်အဲ့ဒီမှာမဇာကဥက္ကဋ္ဌလို့တာကတိတိလူမျိုးဘူကြီးနာမည်တော့မိတ်သွားတယ်အဲသူတို့လိမ်မရဖြစ်တယ်ဒါတော့သူတို့မှာသမင်းစားပြီးတော့မှဟာကားကိုဆက်လက်လာခဲ့တယ်ဇောက်ခွာကိုရောက်တဲ့ချိန်မှာဇောက်ခွာကမနေ့နဲ့မုံမှောင်ကျနေပြီအဲ့ဒီချိန်မှာဇောက်ခွာသူတွေကပြောတယ်ဟာကားဝင်မှာအဖမ်းခံရမှာပဲသူတို့ဟာတားတောင်းချမ်းတဲ့ထောက်လှမ်းရေးကိတ်ဟာအဲ့လိုဒီမှာပဲအေးကြပါလို့တားပဲမဲ့ကျွန်တော်တို့ကမေးပဲနဲ့လာခဲ့တယ်ဘာဖြစ်လို့လဲလူနာလည်းပါတယ်ဆိုတော့ဇောက်ခွာမှာမေးချင်ဘူးအဲ့ဒါနဲ့ဟာခါမျိုးအဝင်ကိတ်မှာအဆောင်တရားမရှိကြတော့လူရှာလို့မတွေးတဲ့အတွက်ကိတ်ကိုဟာကိုဖွင့်ပြီးတော့မှဝင်ခဲ့တယ်နောက်ထောက်လှမ်းရေးကိတ်ကိုရောက်တယ်ထောက်လှမ်းရေးကိတ်မှာလည်းတာဝန်ကျတဲ့သူတွေကအိတ်နေကြပြီအဲ့တော့မကောင်းလှဘူးမကောင်းလွန်းဘူးဆိုပြီးတော့မှတွားနှိုးတယ်ခါကျတော့ကျိုးချောင်းကိုပြောပြတဲ့အခါအဲ့ဒီကိတ်မှုလို့ထင်ရတဲ့သူကကျွန်တော်ရဲ့နေအိတ်နေတဲ့ကားပေါ်ကိုတက်ပြီးတော့မှသူနဲ့စကားပြောကြတယ်အဲ့ဒီအခါမှာသူကဖာရာပေါ်ထာကျိုဆိုတာကျွန်တော်တို့ကအမြဲကူညီတဲ့လူကျွန်တော်နဲ့ဒါခင်တဲ့လူမြန်တော့ကြဆေးရုံကိုတန်းတော့ကြဖာရာပေါ်စီမာစီမူဝင်နဲ့လူနာကိုဆေးရုံတင်ပြီးမှပြန်လာကြလို့ပြောပြီးတော့မှကျွန်တော်တို့ထွက်လိုက်တယ်အဲ့လိုနဲ့အဲ့ဒီမှာမိတ်သွားတာကဇုတ်ခွနဲ့ဟာခါကျမှစိတ်ပတိပြန်စိတ်သေးတယ်အဲ့ဒါတွေဟာစိတ်ပတိကြောင့်ကျွန်တော်စိတ်ထဲမှာစိတ်ပတိဆေးရတာကျိုးတော်ရှိပါလားလို့ရည်ရွယ်ခဲ့တယ်နောက်ပြီးတရားချက်ကဟာခါရောက်ပြီးမှဟာခါရောက်တဲ့နှစ်2002ခုနှစ်နိုဝင်ဘာလရက်တေလွန်ပြီးတဲ့ဝိညာဉ်များအတွက်ဆူတောင်းပေးတဲ့နေ့ All Souls Day အပြီးမှလိမ်မယား2ယောက်ကျွန်တော်တို့9ရက်ဆက်တိုက်စီတင်ချိုင်းကုန်းမှာတော်ပြီးတော့တေလွန်ပြီးတဲ့ဝိညာဉ်များအတွက်ဆူတောင်းတော်ပြီးတော့ဆူတောင်းခဲ့တယ်ပထမ4ရက်ထိကထူးခြားတဲ့ထူးထွေမရှိခဲ့ဘူးမင်ခဲ့ဘူးမကြားခဲ့ဘူးဒါပေမဲ့9ရက်6ရက်9ရက်နေ့တွေမှာတော့ဆူတောင်းနေစဉ်မှာကျွန်တော်တို့ရဲ့ပတ်လည်မှာညဖနာစီပြီးတော့မှလမ်းလျှောက်တဲ့ပုံစံတော့ဖနာစီတဲ့လူမျိုးအတမျိုးကိုကြားခဲ့ရတယ်လူတော့မတွေ့ရဘူးကြီးမှမကြီးတယ်စီးရမြောက်အဲ့လိုနဲ့စီးရနေမြောက်မှာတော့ကားတိုင်ချီရင်းမှာငိုတန်းအကျဲကြီးကျွန်တော်တို့ကိုစက်သိန်းထဆိတ်ခဲ့တယ်ငိုတန်းကြီးအကျဲကြီးကြားရတယ်9ရက်မြောက်ဆုတောင်းအဆုံးအာမင်ပေးတဲ့အချိန်မှာတော့တင်းချိုင်းမှာစိုက်ထူထားတဲ့ကားတိုင်ကြီးရဲ့ခြေရင်းကနေကောင်းကင်တို့ပြန်တန်းတဲ့ဟဲ့တကုံတဲ့တောင်ပန်ခတ်တလူမျိုးကြားရတယ်ကျွန်တော်ကတစ်ချက်တော့မ
မျက်စောင်းထိုးပြီးတော့ကြည်သေးတယ်ဘာမှကိုမတွေ့ရဘူးအဲ့ဒါကလည်းစိတ်ပတိရဲ့အစွမ်းကြောင့်လို့ကျွန်တော်မှတ်ချက်ခဲ့တယ်နောက်ဆုံးအချက်က2013ခုနှစ်ဇွန်လတုန်းကဖြစ်တယ်ကျွန်တော်ရဲ့တာထွေးမောင်ထန်ခန့်လင်းဟာခုနှစ်လုံးစိတ်ကောင်းလိုက်စိတ်မကောင်းလိုက်ဖြစ်ပြီးတော့မှခုနှစ်လုံးဖျားပြီးတော့မှနေကောင်းတဲ့နည်းနည်းတက်တာတဲ့အချိန်မှာဖျားဆောင်တွေ့တော့စိတ်ပတိတွေစိတ်နဲ့လှုပ်ခဲ့သေးတယ်အဲ့ခုနှစ်ပြီးတဲ့နေ့ဇွန်လ4 ရက်နေ့မှာတည်ဆုံးခဲ့တယ်သူဟာမေတော်ကိုအကူသူစိတ်ပတိကိုလက်မလွတ်သူဖော်ဆွေသူတယောက်ဖြစ်တယ်ဆွေမျိုးအတိုင်းအဝမ်းများနဲ့မိတ်တင်ကားမြတ်ဘာသာသူများကနေပြီးတော့ဘာပြောလဲဆိုတော့အဲ့ဒီဖျားတဲ့သူဟာနတ်ဝင်ဖူးတာဖြစ်မယ်ဒါမှမဟုတ်အရက်တောက်လုံးလို့ဖြစ်မယ်ဆုံးကဝေပြုတ်စားတာဖြစ်မယ်စသဖြင့်ပေါ့မျိုးပြောကြတယ်အဲ့လိုပြောကြလို့သူ့အမေကသူတေရင်းနေကစပြီးမေတော်ထံစေပတိစေပြီးတော့မှကျမရဲ့တာဝိညာဉ်ပဲရောက်တယ်လေဆိုတာကိုအမှတ်လက်ခဏနဲ့ပြန်ပြပေးပါဆိုပြီးမေတော်ကိုအကူအညီတောင်းခဲ့တယ်30မြောက်သောနေ့တနင်္ဂနွေနေ့လယ်7 နာရီခွဲလောက်ဟာခါကက်သလစ်မိခင်များကသူ့အတွက်ရိုဇရီဆုလာတောင်းပေးတဲ့အချိန်မှာအမီမတိတဲ့ငှက်ကလေးတကောင်ဟာတကပောက်ကနေဝင်လာပြီးတော့မှသူ့အတော်ရဲ့ပေါင်ပေါ်မှာလာနာတယ်သူ့အတော်ကလည်းလက်ပေါ်နာခိုင်းသေးတယ်နောက်သူအိတ်ခဲ့တဲ့အခန်းထဲပြန်သွားပြီးတော့မှကျိုးတန်းပေါ်မှာနာခဲ့တယ်သူ့အမနဲ့သူ့နှမနဲ့သူမလေးနဲ့အမေနဲ့အတော်ကြီးကလွယ်လို့ဘယ်သူမှမတွေ့ကြပါကျိုးတန်းပေါ်ကိုလည်းငှို့ထိုးပြပြီးဒီမှာငှက်ကလေးဆိုပြီးပြရင်လည်းဘယ်သူမှဆူတောင်းတဲ့သူတွေကလည်းငှက်ကိုမမြင်နိုင်ဘူးမတွေ့နိုင်ဘူးဘယ်မှာလဲဆိုပြီးတော့မှသူတို့ကအံ့ဩတယ်အဲ့ဒါအံ့ဩစကောင်းတဲ့အချက်တစ်ခုပါသူ့အမနဲ့ညီမလေးတို့ကလက်နဲ့ခေါ်ပြီးတော့မှသူ့လက်ပေါ်မှာနာခိုင်းပြီးတော့မှဓာတ်ပုံဆိုင်ချက်သေးတယ်အဲ့ဒီဓာတ်ပုံဟာခုထက်ထိမှချိတ်ထားပါတယ်၎င်းနေကနေစပြီးတော့မှသူ့အမေဟေလေနာဆွီကီဟာကျမရဲ့သားဟာငရဲထဲကိုလုံးဝမတော်ပါဘူးမရောက်ပါဘူးလို့ဇုံကြည့်ပြီးတော့မှသူတည်တဲ့ရက်ဖြစ်တဲ့4 ရက်နောက်ပြီးလာဆန်ပိုင်ရဲ့4 ရက်နေ့တိုင်းမှာသူသားရဲ့ဝိညာဉ်အတွက်3 နှစ်တိုင်မတ်တောင်းပေးလေးရှိပါတယ်အခုပြောပြတဲ့ခံခဲ့တဲ့အချက်4 ခုစလုံးဟာရိုဇရီဆုတောင်းခြင်းကြောင့်ဖြစ်တဲ့ဆိုကျွန်တော်ကောင်းနားလည်ပါတယ်အဲ့ဒါကြောင့်ရိုဇရီဆုတောင်းခြင်းတေလွန်ပြီးတဲ့သူများအတွက်ဆုတောင်းပေးခြင်းကိုလုပ်ကြပါလို့နတ်ထောင်ကြတဲ့ရတဲ့သူအလုံးကိုတိုက်တွန်းလိုပါတယ်အခုလိုချင်းပေးပြီးမှဟာခါ RVA နဲ့တွေ့ဆုံပြီးတော့တက်ခန့်ချက်တွေပြောပြပေးသွားတဲ့ဆရာကြီးကျော်လင်းကိုအထူးကျေးဇူးတင်ရှိပါတယ်လို့ပြောချင်ပါတယ်ကျွန်တော်လည်းဟာခါ RVA ကိုအထူးပဲကျေးဇူးတင်ပါတယ်